ပြောချင်တာတကယ်လို့သတင်းလိန်သတင်းညာတွေဆိုရင်အခုမြန်မာပြည်ထောင်ထဲမှာကြာနေတယ်ထောင်ထဲမှာအကျဉ်းချခံထားရတယ်ကျွန်တော်တို့ရဲ့သတင်းတောက်တွေဓာတ်ပုံဆရာတွေသတင်းစာဆရာတွေဒီကိုသူတို့ချက်ချင်းလုပ်ပေးပေါ့သတင်းလိန်သတင်းညာတွေလို့ပြောတယ်ဆိုရင်ပေါ့နော်အဲ့တော့ပြောချင်တာဟိုပါသွားပြီးတတိယလဲဆို2021အာဏာသိမ်းတဲ့အချိန်မှာဒီအာဏာသိမ်းတဲ့နောက်ပိုင်းမှာစစ်တပ်ရဲ့ပြစ်ခတ်မှုတွေရက်စက်မှုတွေနောက်ပိုင်းမှာတော့လက်နက်ကန်အုပ်စုတစုရဲ့ပြည်သူပေါ်မှာရက်စက်မှုတွေကိုအဲ့လိုပြောကြတဲ့အဆင့်ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီလူတွေရဲ့အကြောင်းတွေကိုကဘာကသိအောင်သတင်းပေးခဲ့တာတင်ပြခဲ့တာကမြန်မာပြည်ကသတင်းတောက်တွေပဲဖြစ်ပါတယ်ဟုတ်တယ်မလားဆိုတော့အဲ့တို့အဲ့သူတွေကအဲ့သူတွေကဏ္ဍပေါ့နော်အဲ့ဒါကျွန်တော်ထင်တယ်အရင်ရေးကြည့်တယ်ထင်တယ်အဲ့ကြောင့်ကျွန်တော်တို့အဲ့နောက်ပိုင်းမှာလည်းထွက်လာတဲ့မီဒီယာသမားတွေရှိတယ်ကျွန်တော်တို့ AR တွေဆိုရင်93မှာစခဲ့တာဆိုတော့ကျွန်တော်တို့နှစ်ပေါင်း30ရှိသွားပြီဒီလိုမျိုးလှိုင်းလုံးတွေကိုလည်းကျွန်တော်တို့တန်တွေကိုလည်းကျွန်တော်တို့တော်ဖြတ်တန်းပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကအာနာရှင်ဝမ်းသာတော့အောင်တော့ကျွန်တော်လုပ်ဖို့အစီအစဉ်မရှိဘူးသူတို့စိတ်ပြတ်သွားစေရမယ်ဘာလို့စိတ်ပြတ်သွားစေရမလဲဆိုသူတို့ကကျွန်တော်တို့မှာအကူအညီတွေမရှိတော့ဘူးလို့သူတို့ထင်ပြီးဝမ်းသာနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဆက်ပြီးသွားဖို့ကျွန်တော်တို့ကစူးစမ်းနေကြတာပါအားလုံးပါပေါ့နော်